မင်္ဂလာပါဒီနေ့မာဂရက်ကပေါ့နော်ချင်းရိုးရအစားအစာအရန်စားချင်တဲ့စိတ်တွေဖြစ်လာတယ်ပေါ့နော်ဆိုတော့မစားတာလည်းကြာပြီဆိုတော့ချင်းရိုးရအစားအစာဆိုင်ရောက်နေပါတယ်ဒီဆိုင်မှာဘာလေးတွေရမလဲဆိုတာဘာတွေစားပြမလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်ရှင်အေးဒါလေးတွေကတော့ဆိုင်ထဲမှာရှိတဲ့ပကြီးကားလေးတွေပါအရန်ကိုပဲလှပါတယ်ပြီးတော့ရှေးရိုးလက်ဆန်နေပေါ့နော်ပြီးတော့ဆိုင်ထဲမှာဆိုရင်ဓာတ်ပုံလှလှလေးတွေရိုက်ဖို့ဖိုတိုဘုတ်လေးတွေလည်းရှိပါတယ်ကဲအခုဆိုရင်မကက်မှာထားတဲ့မျိုးတွေရပါပြီဆိုတော့မိတ်ဆက်ပေးမယ်နော်ဒါလေးကကြတော့ချင်းရိုးရရဲ့အတိကအစားအစာဖြစ်တဲ့ဆာဘူတီပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ချမ်းစကောထမင်းပဲဖြစ်ပါတယ်ဝတ်သားပြုတ်ရဲ့ကြက်ဥကြော်ရဲ့အထောင်းတွေရဲ့ပေါ့နော်ပြီးတော့ပဲပုတ်ထောင်းရဲ့အစိမ်းကြော်ရဲ့ပေါ့နော်ချမ်းစကောထမင်းပါကဲဒါကြတော့အမဲထောင်းတုတ်ပဲဖြစ်ပါတယ်ဒီအစုံဆိုင်ပေးစားမယ်နော်ဒီစားဒီကကြတော့ဟိုဗာလဲအဲ့လိုမျိုးလေစားတွေပါလေဘာမှမထက်ထားဘူးဘယ်နဲ့ချက်ထားတာဆိုတော့စားတွေပါလေထည့်ပြီးတော့ကိုယ့်ဟာကိုယ်အရသာဆက်ရတယ်ပေါ့နော်စားလေးပါပြီးတော့ချိုးပုတ်စားရတယ်ဆိုချိုးပုတ်ထည့်ရတာပေါ့နော်ကဲဒါလေးကမြုပ်တီထောင်းလေးပေါ့နော်မြုပ်တီထောင်းလေးကိုရောနေပါမယ်ပြီးတော့ဒီပညာကျော်လေးကိုထည့်ရမယ်ပြီးတော့ထပ်ပြီးတော့စကောစီနဲ့ထပ်စားပါမယ်ဒီလိုတော့အဝါကျိတ်တယ်လက်ပြီးထားပါတော့ဒါမှလည်းတော့ခနဲ့မစားအောင်လက်နဲ့စားမယ်နော်ဒီကကျတော့ချမ်းဝတ်သားပြုတ်ပြီပေါ့နော်ဒါဝတ်သားပြုတ်တဲ့ဟာဒီဟာချင်းတွေကကျတော့လေအဲ့လိုအကြော်မျိုးတွေတိတ်မစားဘူးပေါ့နော်အဲ့လိုမျိုးပြုတ်တဲ့ဟာတွေစားရပုံများတယ်စီတိတ်မတုံးဘူးတော့ဝတ်သားအီလည်းမျိုးလည်းပြုတ်ထားတယ်ရှယ်အဲ့ဒါကြတော့ပြောင်းကြောင်းတယ်လေကျက်ဥစုပ်ရွက်နဲ့ကျက်ဥနဲ့ကြော်ထားတယ်ပေါ့နော်ဒီကအစိမ်းကြော်ပြီးတော့ဒီမှာငပိချက်ကြီးရယ်ဒါကအထောင်းလေးရယ်ပေါ့နော်ဒါကပဲပုတ်ထောင်းလေးပေါ့နော်拜啥那个饼？没打裙子。ဒီကကတော့ချင်းမြင်ရောအဲ့ဒါကလည်းနော်စကောင်းနေကြနားရည်ကိုသိနေပြီဒါကဒီအမဲကြော်လေးရတယ်အမဲကြော်မဟုတ်ပါဘူးအမဲထောင်းလေးရတယ်ဒီတိုင်းစားလို့လည်းရတယ်ထမင်းလေးနဲ့စားလို့လည်းရတယ်ပြီးတော့ဒီဆိုင်မှာလည်းချင်းတောက်ပေါ်ခေါင်းရည်လည်းရတယ်ဝိုင်လည်းရတယ်အဲ့ဒီဝိုင်လေးတွေနဲ့လည်းအမဲထောင်းလေးနဲ့ဖွေးစားရမှာအရင်စားလို့ကောင်းအမဲထောင်းရမ်းတော့မကလည်းကိုစားပြီးသွားပြီဆိုတော့ပဲလည်းအရင်တင်သွားပြီပေါ့နော်ဆိုဒီဆိုင်မှာချင်းရိုးရာစားပေါ့နော်ချင်းရိုးရာစားကိုရတဲ့ဆိုင်လို့လာစားဖို့
စားဖို့ကြည့်ရဆိုလို့ရှိရင်လာစားဖို့ဖိတ်ခေါ်ချင်ပါတယ်ဆိုင်ရဲ့လိပ်စာကတော့စမ်းချောင်းပေါ့နော်စမ်းချောင်းဘိုလမ်းမပေါ်ကကြံခင်းလမ်းထဲမှာပေါ့နော်စမ်းချောင်းကြံခင်းလမ်းထဲမှာဆိုင်ရဲ့နာမည်ကတော့30 change food ဆိုပြီးတော့ရှိပါတယ်လိုက်ပေါ်မှာလည်းရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်